နှစ်ပေါင်း200ကြော်ကြာနှစ်ချိုက်စွာအိပ်ပျော်နေတဲ့အာကာဒီယန်မှုတအုပ်ကိုအရေးပေါ်နှုတ်လိုက်ပါတယ်။အဲ့ဒီနောက်အာကာဒီယန်ကသူ့အတွက်အာကာတဝတ်စုံတစ်ခုကိုထုတ်ပေးခဲ့ပါတယ်။စတီးတယောက်ပါဖြစ်လို့ဘာဖြစ်မှန်းတောင်မသိသေးခင်မှာပဲအရေးပေါ်ကယ်ဆယ်ရေးယာဉ်ဟာအပြင်ကိုပြစ်ထုတ်ခံလိုက်ရပါတယ်။တကယ်တော့အာကာဒီယန်ဟာဥက္ကာခဲအုပ်စုနဲ့တိုက်မိပြီးနောက်အပိုင်းပိုင်းပြက်ကပျက်စီးသွားခဲ့လို့အားလုံးဟာအနီးနားကကြော်တစ်ခုပေါ်ကိုမဖြစ်မနေဆင်းသက်ခဲ့ကြရတာပါ။စတီးရဲ့ကယ်ဆယ်ရေးယာဉ်ဟာအရှိန်လျှော့တာအယမ်းမြန်သွားတဲ့အပြင်လမ်းခရီးမှာလည်းပောက်ကွဲမှုတွေဆက်တိုက်ဖြစ်နေခဲ့ပါတယ်။ယာဉ်ရဲ့တောင်ပံတစ်ဖက်ပြုတ်ထွက်သွားတာကြောင့်ဟန်ချက်ပြတ်သွားပြီးဘေးကင်းကင်းနဲ့ဆင်းသက်နိုင်ဖို့ကိုပဲသူစုတောင်းနေခဲ့ရပါတယ်။ကံကောင်းထောက်မစွာနဲ့ဆင်းသက်တဲ့နေရာကတဲတောင်ပြင်ဖြစ်နေလို့ရင်ကိုယ်တည်းပြတ်မသွားပဲစတီးရဲ့လည်းဒဏ်ရာနှဲငယ်ပဲရခဲ့ပါတယ်။ဌာနချုပ်ကိုဆက်သွယ်လို့မရတဲ့အဆုံးသူဟာမှန်ကိုရိုက်ခွဲပြီးအပြင်ကိုထွက်ခဲ့ပါတယ်။ဒါပေမဲ့ရင်ကတိတ်ဆောင်းနေတဲ့အတွက်မှန်ဆက်တွေကသူ့ဝတ်စုံရဲ့ဘိုင်းနားကအောက်ဆီဂျင်ပိုက်ကိုဖျက်မိသွားပါတယ်။သူဟာနာနိုပြုပြင်ရေးကိရိယာနဲ့အပေါက်ကိုအမြန်ဖာလိုက်ပေမဲ့ခဏလေးအတွင်းမှာတင်အောက်ဆီဂျင်60%လောက်ယိုစိမ့်သွားခဲ့ပါတယ်။ပိုဆိုးတာကရင်ပေါ်ကလျှက်စစ်ပစ္စည်းတွေမိလောင်လာတာကြောင့်သူဟာမြေတူးဆက်လိုမျိုးချင်းတူးပြီးပောက်ကွဲမှုမဖြစ်ခင်လေးမှာတင်အပြင်ကိုလွတ်အောင်ထွက်နိုင်ခဲ့ပါတယ်။အန်ဒီရကနေလွတ်မြောက်ပြီးတာနဲ့အတိယန်တူးလက်ထောက်ကမိခင်အာကာဒီယန်ကြီးရဲ့ဒီနေရာကိုရှာဖွေပေးပါတယ်။အဲ့ဒီကိုရောက်ရင်အိမ်ပြန်ဖို့လမ်းစာရနိုင်ပေမဲ့သူလမ်းကြည့်လိုက်တဲ့အခါမိခင်ရင်ကြီးဟာမြေပြင်ပေါ်ကိုတဲတဲမတ်မတ်ပြုတ်ကျပြီးပောက်ကွဲပျက်စီးသွားတာကိုမြင်လိုက်ရပါတယ်။တုံခါမှုလိုင်းတွေကြောင့်သူတောင်လွင့်စင်မလို့ဖြစ်သွားခဲ့ပြီးသူ့ရဲ့တခုလေသောမျောလင်းချက်ဟာမျက်စိရှိတင်ပျက်စီးသွားခဲ့ပါပြီ။စစ်ပြအားငယ်နေအောင်မှာပဲရှေ့ကအလင်းရောင်တစ်ခုကိုတတိထားမိလိုက်ပြီးတခြားသူတွေကြံနေဦးမလားဆိုတဲ့မျောလင်းချက်နဲ့အကူအညီတောင်းခံရင်းရှေ့ကိုဆက်သွားခဲ့ပါတယ်။လမ်းမှာနောက်ထပ်ကယ်ဆယ်ရေးယာဉ်တစ်စီးကိုတွေ့ခဲ့ပေမဲ့အထဲမှာတော့6တွေ့နေတဲ့အလောင်းတစ်လောင်းပဲရှိပြီးအပိုးအောက်ဆီဂျင်ဘူးကလည်းကွဲနေပါတယ်။သူမသိလိုက်တာကတော့အဲ့ဒီယာဉ်ရဲ့အပေါ်ဘက်မှာလူသားတွေတခါမှမမြင်ဘူးတဲ့ထူဆန်းပြီးကြောက်စရာကောင်းတဲ့ကုတ်ချရာကြီးတွေရှိနေရပါပဲ။တဲမုံတိုင်းဧရိယာကိုဖျက်ကျော်ပြီးနောက်မှာတော့အလင်းရောင်လာရလူသားတွေခစ်တဆောက်ထားတဲ့စခန်းတစ်ခုကိုရောက်သွားပါတယ်။အင်ဂျင်နီယာလို့အမိခံထားတဲ့လူတစ်ယောက်ဟာကဘာမြေဌာနချုပ်စီအချက်ပြဖို့အတွက်အချက်ပြဆက်ကိုတက်ဆင်နေပါတယ်။စတီးဟာမျောလင်းချက်အစ်နဲ့အတူကူညီပေးခဲ့ပါတယ်။ဒါပေမဲ့သူကြောခိုင်းပြီးခလုတ်သွားဖွင့်တဲ့အချိန်မှာပဲအမိမတိတတော်တစ်ခုကနောက်ကနေရုတ်တရက်ထွက်လာပြီးအဲ့ဒီအင်ဂျင်နီယာကိုဆွဲခေါ်သွားပါတယ်။စတီးကတော့ဘာမှသတိမထားမိလိုက်ကသူပြန်လှည့်ကြည့်တဲ့အခါလူပြောက်နေတာကြောင့်နောက်ပြောင်နေတယ်လို့ပဲထင်နေခဲ့ပါတယ်ကံကောင်းတာကစက်ကတက်ဆင်ပြီးသားဖြစ်နေလို့သူဟာကဘာမြေစီအချက်ပြစာပို့လိုက်ပါတယ်ကယ်ဆယ်ရေးအဖွဲ့ရောက်လာဖို့အနည်းဆုံး6လလောက်ကြာဦးမှာဖြစ်လို့သူဟာရှင်တန်နိုင်မဲ့အခိုင်အမာစခန်းတစ်ခုကိုအရင်ရှာဖို့ဆုံးဖြတ်လိုက်ပါတယ်ပြစ်ကျသွားတဲ့မိခင်ရင်ကြီးရဲ့ပျက်စီးတွေကအကောင်းဆုံးရွေးချယ်မှုပါပဲလမ်းကြောင်းတက်မှတ်ပြီးထွက်ခွာတော့မဲ့အချိန်မှာပဲသူ့ရဲ့နားချက်ထဲကနေအမျိုးသမီးတစ်ယောက်ရဲ့အတန်ရုပ်တရက်ထွက်ပေါ်လာပါတော့တယ်